အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တန်လင်းမှာရှိတဲ့အထင်ကြီးရနေရာလေးတစ်ခုကိုကျွန်တော်နဲ့အတူလိုက်လည်ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်နဲ့အတူနောက်ထပ်တစ်ခုပါလာမယ့်အရာလေးကတော့ digital camera လေးတစ်လုံးပဲဖြစ်ပါတယ်ဘာလေးလဲဆိုတာဆက်လက်ကြည့်ရှုပေးကြပါဦးအခုလိုက်ရမယ့်ကင်မရာလေးကတော့ Sony Cybershot DFC W190 လေးပဲဖြစ်ပါတယ်ဒီကောင်လေးနဲ့အတူဒီနေ့တန်လင်းမှာရှိတဲ့နေရာလေးတချို့ကိုကျွန်တော်လိုက်ရမှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ဗျအခုမြင်နေရတဲ့အတိုင်းပဲဒါကျွန်တော်နေပူထဲမှာလိုက်ရည်ထတာဖြစ်ပါတယ်နေပူထဲမှာဆိုရင်တော့မှသူ့ရဲ့ကာလာကလုံးဝမမိန်သွားပဲတော်တော်လေးကိုလင်းပြီးတော့ပုံထွက်အရေးသွေးရလေလုံးဝမနှိပ်သွားတဲ့အထဲမှာပါပါတယ်ကျွန်တော်လည်းတော်တော်လေးသဘောကျပါတယ်digital camera လေးတွေရဲ့အဓိကအားသာချက်ကတော့သူတို့ကအလုံးသေးပြီးတော့ပုတ်ပုတ်ပါနဲ့တည်ဆောင်သွားရလွယ်ကူစေတာဖြစ်ပါတယ်ပုံထွက်အရေးသေးပိုင်းမှာဆိုရင်လည်းအခုကဈေးကြီးတဲ့ဖုန်းတွေထက်ဆိုင်ရင်ဒီကောင်လေးတွေရဲ့ပုံထွက် look ကလေးတွေကိုတော့ကျွန်တော်ပို့ပြီးတော့သဘောကျပါတယ်digital camera လေးတွေကပုတ်ပုတ်ပါနဲ့တည်ဆောင်သွားလို့ရတာနဲ့အညီနေပူထဲမှာဆိုရင်လည်းကိုရိုက်တိုင်ရိုက်တတ်တယ်လို့ကာလာလေးကလင်းလင်းလေးနဲ့အခုမှစသုံးမဲ့သူတွေအတွက်ဆိုရင်လည်းဒါတော်တော်လေးတင့်တော်တဲ့အနေအထားတစ်ခုမှရှိပါတယ်ဗျSony Cybershot လေးက2009ခုနှစ်မှာထုတ်ခဲ့တာဖြစ်ပြီး 12.1 megapixel 3.8 optical zoom ပါဝင်ပါတယ်ဗျ digital camera လေးတစ်လုံးကိုလက်ထဲမှာကင်ထားရတာကကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိလာစေတာတော့အမှန်ပဲဗျဒါအခုဆိုရင်လည်းဒါကျွန်တော်ကင်မရာလေးနဲ့ပုံလေးလိုက်ရိုက်တယ်လိုက်ရိုက်တဲ့ခါမျိုးမှာဆိုရင်လည်းကိုကကျွမ်းကျင်တဲ့ကင်မရာတပ်ပုံဆရာသမားတယောက်မဟုတ်ဘူးဆိုပေမဲ့သူရဲ့ပုံထွက်အရေးသွေးကိုဘယ်လိုမျိုးထိန်းသိမ်းရမလဲဆိုတဲ့ခံစားချက်တွေကပြေဝရလာပြီးတော့ကိုယ့်ကိုယုံကြည်မှုလေးနဲ့အပြည့်ရှိလာတယ်လို့ခံစားရတယ်ကျွန်တော်လိုမျိုးတပ်ပုံရိုက်ကတော့ဝါသနာပါတဲ့လူငယ်တချို့အနေနဲ့ဈေးကြီးတဲ့ကင်မရာကြီးတွေကိုသုံးမဲ့စားအခုလိုပေါ့ပေါ့ပါနဲ့တင်ဆောင်လို့တွားရလွယ်ကူစေတဲ့ digital ကင်မရာလေးတွေကိုသုံးဆွဲတာကပိုပြီးတော့တင့်တော်စေတယ်လို့ထင်ပါတယ်ဗျမိုးရရွာပြီဆိုတော့ကင်မရာရိုက်လို့အဆင်မပြေတော့အဲ့တော့ဖျားကိုပဲလှည့်ပတ်ပြီးတော့လိုက်ကြည့်တော့မယ်ပြပြလေးလည်းတော့မိုးရလာ2009ခုနှစ်မှာထုတ်ခဲ့တဲ့ဒီ digital camera လေးနဲ့အတူအပြင်တွေတွားပြီးဓာတ်ပုံတွေလိုက်ရတဲ့အခါမှာပထမဆုံးရိုက်ခါစားမှာငါးပေါက်ရိုက်ရမှာလဲဆိုပြီးရှက်တာကြောက်တာမျိုးဖြစ်နိုင်ပါတယ်။ဒါကမိတ်ဆွေတို့အပြစ်မဟုတ်ပါဘူးเนาะကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့တာပါ။ဓာတ်ပုံဆိုတာကိုမြင်တဲ့အရာကိုကိုယ်စိတ်ကြိုက်အလှဆုံးပုံဖော်ကျူးရတာဖြစ်တဲ့အတွက်မိတ်ဆွေမြင်နေရတဲ့အမြင်ကပဲမိတ်ဆွေရဲ့ထူးခြားမှုဖြစ်လာစေမှာပါ။ဒီလိုရောဒီလိုရောနေပြီးတော့ဖျားပေါ်ပဲထားတာကင်မရာပထမဆုံးဆက်ရိုက်တဲ့နေ့မှာပဲကန်ဆိုးတာ။အိုးရိုးရွာနေပြ။မိုးရီကအချက်ကိုရွာချလာတာ။ က
မိုးတွေရွာနေတဲ့ကြားကနေပြီးတော့ကင်မရာလေးနဲ့တစ်ချက်လောက်တိုက်လိုက်အောင်ဒီဆိုလည်းဒါဖျားတဲ့ကိုပြင်ပြီးတဲ့အခါမှာမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲနွားလေးတစ်ကောင်အပြင်မှာရှိနေတယ်မိုးတွေကလည်းရွာနေတယ်ဒါကိုကျွန်တော်ပုံလေးနှိုင်းရတာပဲဖြစ်ပါတယ်အများစုကထင်ကြတယ်ကင်မရာဆိုတာဓာတ်ပုံရိုက်မယ်ပြီးရင်ကြောင်ထိုးထားမှာဒါပဲလေအမှန်အဲ့လိုမဟုတ်ဘူးဗျကင်မရာဆိုတာကကြီးကြီးသေးသေးဒီအရာကင်မရာဆိုတာထက်ကိုပိုပါတယ်စိတ်ပြက်ပြီးလမ်းလျှောက်နေချိန်မှာကင်မရာလေးတစ်လုံးကိုကင်ထားပြီးအပြင်ထွက်ခဲ့ကြည့်လိုက်ပါအရာဝတ္ထုတစ်ခုကိုအာရုံစိုက်ပြီးရိုက်ဖို့တွေးတောမိရကနေငါတစ်ခုခုတော့လုံးဝဖြစ်တော့မယ်ဆိုတဲ့စွမ်းရည်တွေကဝင်လာတတ်ပါတယ်ဒါလည်းကင်မရာပေးစွမ်းတဲ့စွမ်းအားတစ်ခုပဲဖြစ်ပါတယ်မိုးတော့နည်းနည်းပြန်ပါလာခြေလဲယူမြင်းငယ်လိုက်ပြန်လို့ရှိရဲအဲ့ဒါလေးကိုဖလက်ကိုဖွင့်ပြီးတော့ဖလက်ဖွင့်ထားပြီးတော့ရိုက်လိုက်ဝါဖလက်ဖွင့်ရိုက်တဲ့အခါမှာပုံတော့တုံးသေးယခုပုံမှန်မြင်နေရတဲ့အတိုင်းပါပဲဒါကျွန်တော်ရိုက်ထားတာအပုံလေးတွေကသူ့ရဲ့ original ray အတိုင်းပဲကျွန်တော်ရိုက်ထားတာဖြစ်ပါတယ် flat နဲ့ရိုက်ထားတာပေါ့အဲ့ဒါလေးကလည်းသူ့ရဲ့ဟောတာချက်တွေကိုဒီလိုဆိုတော့ဖြီးတွေပါထွက်မယ်ဆိုရင်လည်းဒီပေါ်ပါနဲ့တိုင်ပြီးတော့တည်သွားလို့ရတယ်အဲ့လိုလုပ်ပြီးပြန်မယ်ဟောသွားစားအောင်ရှိတယ်ဘာလို့လဲSony Cybershot လေးရဲ့နောက်တစ်ခုထူးခြားချက်ကတော့သူ့ရဲ့ setting ဘိုင်းပဲဖြစ်ပါတယ်ဗျ setting ဘိုင်းမှာဆိုရင်လည်းအခုမှစသုံးမဲ့ beginner တွေအနေနဲ့ပေါ့ပါနဲ့တော်တော်လေးကိုရိုးရှင်းလွယ်ကူစေတာလည်းသူ့ရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ flat ပဲဖြစ်ပါတယ်သူ့ရဲ့ flat ကိုပုံပြီးတော့အမြဲတမ်းရိုက်မယ်ဆိုရင်တော့အဆင်မပြေနိုင်ဘူး flat ကိုအမြဲတမ်း auto လေးပဲထားတာကောင်းသွားတယ် flat နဲ့ရိုက်တဲ့အခါမျိုးမှာဆိုရင်လည်းအသားရည်ကိုပို့ပြီးတော့ glow သွားစေတာကလည်းသူ့ရဲ့ထူးခြားမှုတစ်ခုဖြစ်စေပါတယ်ဗျဒါကလည်း vintage vibe ကိုကြိုက်နေတတ်တဲ့သူတွေအနေနဲ့အကြိုက်တွေ့စီမှာအမှန်ပါပဲဗျနောက်ဆိုရင်တရားပေါ်မှာရှိတော့ကျွန်တော်တိတ်ပြီးတော့ထူလိုက်မရဖြစ်လိုက်ဘူးဗျမိုးတွေကလည်းရွာနေတော့ကျွန်တော်အမြန်ပဲပြန်ဆင်းလာဖို့လုပ်လိုက်တယ်နည်းနည်းပါလိုက်ပတ်ကြည့်လိုက်တယ်ပေါ့ဘုရားဖုန်းနေပါလေပေါ့ဒီလိုနဲ့ပဲကျွန်တော်ဖျားဘော်ကပြန်ဆင်းလာပြီးတော့အနှဲငယ်ရှောက်ပတ်ကြည့်လိုက်တယ်ရှောက်ပတ်ကြည့်တဲ့အခါမှာလည်းရိုက်စီရနေရာကတိတ်မရှိလိုက်ဘူးဒီလိုနဲ့ပဲကျွန်တော်ဗီဒီယိုလေးနှဲငယ်ဆန်းတယ်
မိုးတော့ပြန်ရလာပြီ။အောင်လေးလည်းစို့ပြီးတော့ကာလာလေးလည်းစို့ဆိုတော့ပါလေးကိုအခြေရစီနော်။ဝါမိုးလေးရွာတော့တပ်ပင်လေးရစိမ့်ပြီးတော့စို့နေတာ။တော်လေးလည်းလှတယ်ရောင်လေးရ။โอเคအခုကတော့မိုးရွာလာရောလူလေးစပင်လည်းတော့ပွားလာအောင်မိုးကတော့ရွာလာဒီနေ့ရိုက်ဖြစ်တာကထွေထူးသိမ့်မရိုက်ဖြစ်လိုက်မိုးကရွာနေတော့ကြားပေါ်တက်ပြီးတော့ပဲရိုက်လိုက်ရဗီဒီယိုမှာမြင်တဲ့အတိုင်းပဲမိုးတွေကအရွမ်းရွာလာတဲ့အတွက်ကြောင့်ကျွန်တော်ထပ်ရိုက်ဖို့အတွက်အစီအစဉ်မရှိတော့ပဲအိမ်ကိုပဲတန်းပြီးတော့ပြန်လာခဲ့လိုက်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်ရဲ့ပထမဆုံး vlog လေးမှာပဲကျွန်တော်ရဲ့ tripod ခေါင်းလေးကပျောက်သွားပါတယ်အပြန်လမ်းမှာအဲ့ဒါပြန်ပြီးတော့ပြန်လိုက်ရှာနေရတာဖြစ်ပါတယ်ဗျโอเคဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ပထမဆုံးဗီဒီယိုဖြစ်တဲ့အတွက်အမှားနည်းငယ်ပါခဲ့သည်ရှိတော့ကျွန်တော်ခွင့်လွှတ်ပေးဖို့အတွက်လည်းတောင်းဆိုပါတယ်ဗျနောက်ဗီဒီယိုတွေမှာလည်းဒီထက်ပိုကောင်းတဲ့ quality နဲ့အတူဒီထက်ပိုကောင်းတဲ့ edit လေးတွေနဲ့တခြားလေးဖန်တီးသွားမယ်လို့လည်းကတိပေးပါတယ်ကြည့်ရှုတဲ့သူတွေအနေနဲ့လည်းနည်းနည်းအဆင်မပြေတာလေးတွေရှိရင်နည်းနည်းအားမရတာလေးရှိရင်လည်း comment လေးကနေပြီးတော့ဝင်ရောက်ပြီးတော့ဝေဖန်ပေးသွားလို့ရပါတယ်ဗျကျွန်တော်စိတ်မဆိုးတတ်ပါဘူးဘာဖြစ်ပါအခုလိုစုံတိကြည့်ရှုပေးတာပဲကျေးဇူးများကြီးတင်ပါတယ်ကင်မရာလေးကိုတကယ်လို့စိတ်ဝင်စားတယ်ဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို Telegram channel လေးကိုကျွန်တော်ရဲ့ comment လေးမှာ comment အောက်လေးမှာ comment လေးမှာ link လေးပို့ပေးတာ link လေးချပေးထားပါမယ်အဲ့ကနေပြီးတော့လည်းကျွန်တော်ရဲ့ channel လေးကိုဝင်ပြီးတော့ကျွန်တော်ဆက်သွယ်မှယူစုံစမ်းမေးမြန်းလို့ရပါတယ်ဗျဈေးနှုန်းလေးလည်းကျွန်တော်တစ်ခါတည်းရေးပေးထားပါတယ်โอเคပါဆုံးဖြတ်ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဒီတက်ပိုကောင်းတဲ့ quality နဲ့တို့ပြန်တွေ့မယ်